မင်္ဂလာပါပြီးခဲ့တဲ့ဗီဒီယိုမှာ cut operator ဆိုတာဘာလဲဘယ်လိုအလုပ်မျိုးလဲဘယ်သူတွေအတွက်တင့်တော်လဲဆိုတာကိုရှင်းပြပေးခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့နောက်တစ်ဆင့်အနေနဲ့ cut operator အလုပ်လျှောက်တော့မယ်ဆိုလို့ရှိရင်ဘာတွေပြင်ဆင်ထားရမလဲဂျပန်မှာ cut operator အလုပ်ကိုဘယ်လိုရှာမလဲဆိုတာတွေကိုအတွေ့အကြုံပေါ်အခြေခံပြီးတော့ပြောပြသွားပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကတော့ဂျပန်မှာကျောင်းတက်နေတဲ့မြန်မာကျောင်းသားတွေနိုင်ငံကနေပြီးတော့ဂျပန်မှာ cut operator အဖြစ်နဲ့လာရောက်အလုပ်လုပ်ချင်တဲ့သူတွေ AutoCAD တို့ဘာလို့ cut တွေကိုအခုမှစပြီးလေ့လာမယ့်သူတွေအားလုံးအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ဒါပေမဲ့ဗီဒီယိုမစခင်မှာအရေးကြီးတဲ့အချက်တစ်ခုကိုအရင်ပြောချင်ပါတယ်။ cut operator အလုပ်လျှောက်တဲ့သူတော်တော်များများက AutoCAD သင်ရုံနဲ့အလုပ်ရမယ်လို့ထင်နေကြပါတယ်။တကယ်တော့မဟုတ်ပါဘူး။ portfolio မကောင်းတာ reason မပြည့်စုံတာ interview အတွက်မပြင်ဆင်ထားတာတွေကြောင့်အခွင့်အရေးကောင်းတွေလက်လွတ်သွားတဲ့သူတွေအများကြီးရှိပါတယ်ဒီနေ့ဗီဒီယိုကိုအဆုံးထိကြည့်မယ်ဆိုရင်အဲ့အမှားတွေကိုရှောင်နိုင်ပြီးတော့ဘာတွေအရင်ဆုံးပြင်ဆင်သင့်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားမှာပါဒါဆိုရင်စလိုက်ကြရအောင် cut operator အလုပ်လျှောက်ဖို့အတွက်အဓိကပြင်ဆင်ထားတဲ့အချက်၅ချက်ရှိပါတယ်နံပါတ်1ကတော့ AutoCAD skillပထမဆုံးကတော့ AutoCAD ပါ AutoCAD ကိုအနည်းဆုံးအခြေခံအဆင့်တက်ထားဖို့လိုပါတယ် drawing တစ်ပုံကိုကိုယ်တိုင်ဆွဲနိုင်တဲ့အထိလက်တွေ့လေ့ကျင့်ထားဖို့အရေးကြီးပါတယ်နံပါတ်2က drawing ဖတ်နိုင်စွမ်းနောက်တစ်ခုကတော့ drawing ဖတ်တတ်ဖို့အရေးကြီးပါတယ် cut operator က drawing ဆွဲရုံနဲ့မဟုတ်ပါဘူးအကြီးဆုံး engineer ဒါမှမဟုတ် architecture ကဆွဲထားတဲ့ architect ကဆွဲထားတဲ့ drawing တွေကိုနားလည်ရပါမယ်အမျိုးအစားတွေကိုနားလည်ထားလို့ရှိရင်အလုပ်လုပ်ရတာအများကြီးလွယ်ကူပါတယ်မဖတ်တတ်တဲ့ရင်လည်းစိတ်မပူပါနဲ့နောက်လာမယ့် AutoCAD series တွေမှာအဲ့ဒီအပိုင်းတွေကိုအခြေခံကနေထည့်ပြီးတော့သင်ပေးသွားပါမယ်နံပါတ်3ကတော့ portfolio ပါဒီချက်ကအရေးကြီးပေမဲ့လူတော်တော်များများမေ့နေတဲ့အပိုင်းမှာ portfolio ဆိုတာကိုယ်ကလုပ်နိုင်တယ်ဆိုတာကိုပြသပေးတဲ့အရာပါကိုက AutoCAD အရန်တော်နေရဆိုလို့ရှိရင်တော့မှ company ကမသိနိုင်ပါဘူးဒါကြောင့်မို့လို့ကိုဆွဲထားတဲ့ drawing တွေကိုစနစ်တကျစုစည်းထားပြီးတော့ portfolio အဖြစ်နဲ့ပြသနိုင်ဖို့ကအရန်အရေးကြီးပါတယ် experience မရှိသေးတဲ့သူတွေအတွက်ဆိုလို့ရှိရင် portfolio ကပိုတော့မှပိုပြီးအရေးကြီးပါတယ် portfolio ကောင်းကောင်းပြင်ဆင်ထားလို့ရှိရင် Shori Sanko ဆိုတဲ့စာရွက်စာတမ်းစစ်ဆေးတဲ့အဆင့်ကိုအောင်နိုင်ဖို့အတွက်အခွင့်အရေးအများကြီးပိုများပါတယ်နံပါတ်4 reason နောက်တစ်ခုကတော့ reason မှာဂျပန်မှာအလုပ်လျှောက်မယ်ဆိုရင်လက်ခီရှောနဲ့ရှော့ခုမှုခဲလေးရှော့ကိုတေချာပြင်ဆင်ထားဖို့လိုပါတယ်ဒီစာရွက်တွေက company ကကိုယ့်ကိုပထမဆုံးမြင်ရတဲ့အချက်ဖြစ်ပါတယ်ဒါကြောင့်ရှင်းရှင်းလင်းလင်းနဲ့ professional ဖြစ်ဖို့အရေးကြီးပါတယ် reason ကိုဘယ်လိုရေးရမလဲဆိုတာကိုလည်းနောက်ဗီဒီယိုတွေမှာသိစိတ်ရှင်းပြပေးပါမယ်နံပါတ်5အချက်ကတော့ဘာသာစကားပါနောက်ဆုံးတစ်ခုကတော့ဂျပန်စာပေါ့နော်cut operator မှာ Joshi ဆိုတဲ့အထက်လူကြီးက instruction တွေ drawing လုပ်တွေ meeting တွေ report တွေကိုနားလည်နိုင်ဖို့အတွက်ဂျပန်စာလိုအပ်ပါတယ်။အနည်းဆုံးဂျပန်စာ N3 လောက်ရှိထားရင်ပိုပြီးအဆင်ပြေပါတယ်။ N2 ရှိရင်တော့အလုပ်ရွေးချယ်ခွင့်နဲ့ career တိုးတက်ဖို့ခွင့်ရတွေကပိုများလာမှာပေါ့။ပတ်တူးအနေနဲ့ကတော့ portfolio ကိုဘယ်လိုပြင်ဆင်ရမလဲ။အခု portfolio အကြောင်းကိုနည်းနည်းအသေးစိတ်ပြောကြည့်ချင်ပါတယ်။ portfolio ထဲမှာဘာတွေထည့်သင့်လဲဆိုတော့ floor plan တွေ elevation တွေ section တွေ detail drawing တွေ AutoCAD screenshot တွေကို project တွေထည့်ထားနိုင်ပါတယ်အရေးအတွက်အနေနဲ့ကတော့9ပုံကနေ10ပုံလောက်ရှိလို့ရှိရင်စတင်ရှောက်ဖို့အတွက်လုံလောက်ပါတယ် portfolio ကို PDF နဲ့ပြင်ထားရင် email ကနေပြီးတော့ company ကိုပို့ရတာလည်းလွယ်ပါတယ်နောက်ပိုင်းဗီဒီယိုတွေမှာ portfolio ကို professional ဖြစ်အောင်ဘယ်လိုဆောက်ရမလဲဆိုတာကိုလက်တွေ့ဥပမာတွေနဲ့ပြပေးပါမယ် part 3ဂျပန်မှာ cut operator လို့ကိုဘယ်လိုရှာမလဲရှိနေတဲ့သူတွေအတွက်အလုပ်ရှာတာပိုလွယ်ပါတယ်။ကျွန်တော်အကြံပေးချင်တဲ့ website တွေကတော့ Indie Japan တို့ Kyujin Boxu တို့ Doda တို့ Mainabi, Likunabi စတဲ့ website တွေပြီးတော့ Hakan Kaisha တွေပါ။ cut operator အလုပ်တွေကို Hakan Kaisha တွေကနေတစ်ဆင့်အများကြီးရှာတွေ့နိုင်ပါတယ်။ဒါပေမဲ့ website တွေကဘယ်လိုရှာမလဲဘယ် keyword တွေသုံးရမလဲဆိုတဲ့ဥစ္စာတော့ဗီဒီယိုတစ်ခုနဲ့တည်တံ့ရှင်းပြပေးပါမယ်။ဒီနေ့ကတော့ part 1ကဒီလောက်ပါပဲ part 2မှာတော့မြန်မာနိုင်ငံနေဂျပန်ကိုဘယ်လိုအလုပ်ရှောက်မလဲ reason interview နဲ့ experience မရှိတဲ့သူတွေအတွက်အကြံပြုချက်တွေကိုဆက်ပြီးပြပြပေးပါမယ်